ဘဝမှာဘာကြောင့်ဘုံဘုံတို့တွေကငြင်းငြင်းချမ်းချမ်းအေးအေးဆေးဆေးမနေကြရတယ်လေဒီစိတ်နှလုံးဟာအနှောင်အဖွဲတွေနဲ့နေလို့ဟုတ်လားအလိုရှန္ဒာတွေမကျေနပ်မှုတွေမတိမှုတွေဒါတွေအနှောင်ဖွဲ့တွေရဲ့ခေါင်းဆောင်ကြီးတွေပဲလေတခုကိုဘုံဘုံတို့လိုချင်နေတဲ့တောင်းတနေတဲ့ဆိုရင်စိတ်ကမလွတ်လပ်တော့ဘူးလောဘနှောင်ဖွဲ့ထားတယ်လိုချင်မှုကြီးရင်ကြီးတော့ဒီစိတ်ကလှုပ်ကိုလှုပ်မရဘူးဟုတ်လားဟာမကျေနပ်မှုကြီးရင်ရောအနှောင်ဖွဲ့ပဲနော်ခဏခဏတတိရတယ်မုန်းတဲ့လူတွေကိုဟုတ်လားဒီမကျေနပ်တဲ့စိတ်နဲ့ကြိမ်ဖန်များစွာတွေးတယ်စိတ်ကမကျေနပ်မှုတွေမှာပဲမြုပ်နေဟုတ်လားအဲ့လိုပဲမတိမှုတိအောင်လည်းမကြိုးစားဘူးဒီလိုပဲဘုရုဘွားရနဲ့ပဲနေနေတာသူလည်းပဲပါလို့အနှောင်ဖွဲ့တစ်မျိုးပဲနော်အဲ့ဒီအနှောင်ဖွဲ့ကိုဘုံဘုံတို့ဘယ်လိုခေါ်တော့တန်ရောရှင်နော်စိတ်နှလုံးကိုပူလောင်စေတဲ့လို့အဲ့ဒီတရားတွေကိုပဲနောက်ထပ်ဘယ်လိုနာမည်ပေးသေးတော့ကိလေသာဟုတ်လားစိတ်ကိုမလွတ်လပ်အောင်နှောင်ဖွဲ့ထားတဲ့လို့တန်ရောစဉ်လို့ခေါ်တယ်စိတ်ကိုပူလောင်အောင်ရှုမြိုက်တဲ့လို့ကိလေသာလို့လည်းခေါ်တယ်ဟုတ်လားစိတ်ကိုအမှန်တရားကိုမမြင်အောင်ရှေ့ကနေဖုံးကွယ်ထားတဲ့လို့နိဝရဏလို့လည်းခေါ်တယ်ရေလှိုင်းကြီးများလို့နော်တတ္တဝါကိုအပေလေးပုံတီအောင်ဆွဲပြီးတော့နှစ်တက်လို့အကျိုးမဲ့ပျက်စီးခြင်းဖြင့်ပျက်စီးအောင်ဆွဲ